ဒီကတော့ရေစေတီပေါ့နော်ရေစေတီအဋိဌံ6ရက်မြောက်နေ့အတွက်ပေါ့နော်အဲ့တော့ရေစေတီရဘာကောင်းလဲဆိုတော့ကျွန်တော်4ရက်မြောက်နေ့မှာပေါ့နော်ထူးထူးခြားခြားကျွန်တော်ခဏခဏနိုးတယ်ဗျဘာလို့ခဏခဏနိုးလဲဆိုကျွန်တော်ကတော်တော်ကြောက်တတ်တာမဟုတ်အပေါ်တက်အောက်တက်မှာကျွန်တော်တယောက်တည်းနေတာဗျတယောက်တည်းနေတာကျွန်တော်ကတိတ်တရေတူတစီတူလည်းမကြောက်တော့ဘူးဘယ်လောက်ထိမကြောက်လဲဆိုတော့ဒီတရေအစွဲရှိတဲ့ရှီဟောင်းပေါ့နော် National TV တွေနောက်ပြီးတော့ကျွန်တော်တို့ဒီအပင်းလုံးသပင်တို့ဘာတို့ညာတို့အစွဲရှိတဲ့ခါတွေဆိုကျွန်တော်အိမ်မှာယူပြီးတော့ကျွန်တော်ဟိုနေလားဟဲ့ဆိုပြီးကျွန်တော်လက်တွေ့ကိုစမ်းတာကျွန်တော်သိမကြောက်တော့မကြောက်တော့ဒါပေမဲ့ကျွန်တော်ခဏခဏနိုးတယ်ဘာကြောင့်နိုးလဲဆိုကျွန်တော်ဘီးမှာဗျာသိလားရောက်လာကြတာတစုံတရာပေါ့နော်တစုံတရာဆိုတော့ဒီနန်လောကသားတွေအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်မှာကဒီမနောစိတ်တို့ဘဂိုင်းကကျွန်တော်ခက်ငယ်ငယ်တုန်းကတတိယစီးစီရလဲဂိုင်းရမကြိုးဘူးဗျာအဲ့ကနေမနောစိတ်တို့ဘကစေးဝါးတွေနဲ့စေးကူးရတာအရှုပ်ပါတယ်ရေနဲ့တင်စေးကူးလို့ရတယ်ရွှေရင်ကျော်ကလဲ6စင်ဗျာရွှေရင်ကျော်ကလဲဂိုင်းရမကြိုးပြီးတော့ကျွန်တော်ကလည်းအဲရွှေရင်ကျော်ကနေမှတဆင်ပေါ့နော်ကျွန်တော်တို့ဆရာသခင်ပေါ့ဒေါက်တာဇော်ဆရာသခင်ရဲ့ဒီဝိဇ္ဇာမိတ်တိစေဂိုင်းတော်မြတ်ကြီးစုတ်တော်ပိုင်းထက်အဲ့တော့ခန္ဓာကိုယ်မှာစေးတွေကတအားများနေတဲ့ခါကျတော့ဒီကျွန်တော်နဲ့ဆက်နွယ်တဲ့အတိတ်ဘဝဆွေဆက်မျိုးဆက်တွေကတချို့တိတ်တော့ကတ်လို့မရဘူးဗျာဒါပေမဲ့အရင်ငွေတော့လာပြတယ်ကျွန်တော်ခဏခဏနူးတယ်ဘာလို့ဆိုတော့ဘေးနားမှာရောက်လာဆိုကျွန်တော်ကိုကျွန်တော်တိကိုတိတာအဲ့ဒါလေးကတော့ကျွန်တော်ဒီရေစေတီဝင်လာရဲ့ထူးခြားချက်ပေါ့နော်ကျွန်တော်ကရေစေတီကိုဝင်တာဘာကိုဆူတောင်းလဲဆိုတော့အတိတ်ဘဝပါနော်ဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်တီရှိခဲ့တယ်နီးတယ်ဆိုရင်ပေါ့နော်မြင်နိုင်ကြားနိုင်ပြောနိုင်ဖို့အတွက်ပေါ့နော်ဆူတောင်းတာဒါစီးပွားရေးအတွက်လည်းဆူတောင်းတာမဟုတ်ဘူးကျမ်းမာရေးအတွက်လည်းဆူတောင်းတာမဟုတ်ဘူးဒါပေမဲ့ရေစေတီကလည်းကျမ်းမာရေးစီးပွားရေးပေါ့လူမှုရေးနဲ့ပတ်သက်ပြီးအဋိဌံဝင်လို့ရပါတယ်ဒါကရေစေတီကျွန်တော်အခုဒါ6ရက်ကာလမှာ4ရက်မြောက်နေ့မှာကြုံရတာပေါ့နော်အဲ့ပထမရက်မှာဒီထူးထူးခြားခြားပေါ့နော်ကျွန်တော်စိတ်ထဲမှာဖြင်းကနေဆိုပြီးတော့ကျွန်တော်အမြောက်ဝေကန်ကြီးမှာဖြင်းကနေဖြစ်သွားတာတော့ဆိုတော့ရှိတယ်ဗျအဲ့ဒါလေကျွန်တော်တိုက်ဆိုင်မူလားဘာလားမသိလို့ဒါမပြောတာဘူးเนาะဒါ၄ရက်မြောက်နေ့ကတော့ထူးကြတယ်ဘာထူးကြတယ်ကျွန်တော်တော်တော်လေးအေးအေးပြတ်တယ်ခဏပေါ့ကျွန်တော်နားကိုရောက်လာကြတာကျွန်တော်တစုံတစ်ယောက်ရောက်လာကျွန်တော်လန့်နိုးသွားတာဘာလို့လန့်နိုးလဲဆိုတော့ကျွန်တော်တယောက်တည်းနေတာနေသားကြတဲ့ခါကျကျွန်တော်သတိတအားကောင်းတာပေါ့သတိတအားကောင်းတယ်ဆိုတော့တယောက်တည်းနှစ်ထပ်အိမ်မှာတယောက်တည်းနေတာဆိုတော့သတိမကောင်းရင်ကျွန်တော်အတွက်အန္တရာယ်ရှိလို့လေကျွန်တော်တအားသတိရှိတယ်တယောက်ရောက်လာဆိုသိတယ်ဒါ6ရက်မြောက်နေ့ပေါ့နော်ဒါကတော့မနှက်ပြန်ပေါ့နော်8ရက်8လအတွက်ပေါ့နော်ဒါဖန်ခွက်8ခွက်နဲ့ဖျောင်းနိုင်ဒါမနှက်အတွက် ready လုပ်တာအဲ့တော့ကျွန်တော်အနေနဲ့ပေါ့ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ပတိက369ပေါ့နော်369ပတိလေးကျွန်တော်လုပ်ထားတယ်ဒါကကျွန်တော်ကမနှက်ပြန်ကိုကျွန်တော်လုံးနေကြ manifestation လေးကိုလုပ်မှာပေါ့နော်ကျွန်တော်က3လုံးကဒီဂန်ကော်သားပေါ့နော်ကျွန်တော်ဂန်ကော်သားနော်ဂန်ကော်သားကိုကျွန်တော်ကဒီငါပြီးပြည့်စုံသောကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတွေငါမှာသုံးလို့မကုန်အောင်များပြားစွာရှိနေပြီဆိုသုံးလုံးစိတ်တာပေါ့နော်ဒါဂန်ကော်ပြီးတော့ခါကျဒီဥစ္စာကျကျွန်တော်ဒီပြင်းမာတာပေါ့နော်ကျွန်တော်ရဲ့ဒါကိုယ်နဲ့ဇေယဝရလာဘပေါ့နော်ဇေယဝရလာဘပတိဆိုပြီးတော့လူတိုင်းလုံးလို့မရဘူးနော်ဇေယဝရကျွန်တော်ရဲ့ဇေယဝရလာဘကဒီမဟာဘုတ်ရအောက်မှာမရှိလို့ဘဲနဲ့အပေါ်မှာလည်းအထက်တန်းမှာကျွန်တော်အထွန်းအိမ်မှာတနင်္လာရှိတယ်တိုက်မှာကြာတာပတိရှိတယ်ဒီဘက်ကရာဇမှာကဘာရှိမလဲ
ဝင်းနေရှိတာပေါ့နော်တနင်္ဂနွေရှိတာပေါ့နော်အဲ့လိုတနင်္ဂနွေရှိတယ်အဲ့တော့ကျွန်တော်တိုင်ပေါ်မှာလည်းအဲ့ဒီတနင်္လာရောကြာတာပတိရောတနင်္ဂနွေကကျွန်တော်ရဲ့ဒီဗုဒ္ဓဘူးတိုင်မှာလည်းရှိတယ်အဲ့တော့ပြင်းမှကြတော့ကုတ်ပြီးငါမှာပြည့်စုံတော့နော်ကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတွေပြည့်စုံရှိတယ်ဆိုတော့အဲ့ဒီပြည့်စုံတော့ကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတွေကိုငါဟာအလွယ်တကူလူတိုင်းကိုပေးနိုင်ပြီဆိုပြီးတော့6လုံးပေါ့နော်ပြင်းမနဲ့6လုံးစိတ်လိုက်တယ်ပြီးတော့ကျွန်တော်ရဲ့နဝင်းဖြစ်တဲ့အုံးကိုနော်ဒီပြည့်စုံတော့ကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတွေကိုလူတိုင်းကိုအလွယ်တကူပေးနိုင်တဲ့အတွက်အရာအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့9လုံးစိတ်တာပေါ့နော်ပြီးတော့ဒီပင်လယ်ကူးမှာကျတော့ကျွန်တော်ရဲ့ဒီမူလပေါ့ဗုဒ္ဓဘူးနံလေးပေါ့နော်ဗုဒ္ဓဘူးနံပေါ့အဲ့ဒါကိုဗုဒ္ဓဘူးနံလေးကိုကျွန်တော်ကဘာလဲဆိုငါမှာပြည့်စုံတော့နော်ကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတွေကိုလူတိုင်းကိုပေးနိုင်စွမ်းတော့တကိုးသိတိစွမ်းအားတို့ထိုက်တန်စွာရှိနေပြီဆိုပြီးအဆုံးသတ်တာပေါ့နော်အဲ့ဒါကျွန်တော်က6ဘတ်စိတ်တာပေါ့ဒါကျွန်တော်ကဒါ manifestation လုပ်တာပေါ့ဒါဆိုပြည့်စုံတော့ကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတွေကိုမှပြည့်စုံရင်သူများတကာကိုလွယ်လွယ်တကူပေးမယ်လွယ်လွယ်ကူပေးနေအရာအလုံးကိုကျေးဇူးတင်မယ်အဲ့လိုလေးပေါ့နော်ဒါ awareness ဖြစ်တာပေါ့ဒီအဋ္ဌာန်လေးကိုကျွန်တော်ဝင်နေတာပါနော်အဲ့ဒါလေးသွားပါမယ်လို့နော်